ကိုကင်းနီလာမကြိုးစိုးပါတယ်ရှင်ဒီနေ့ငုတ်သီးစိမ့်ငပိကျော်လေးချက်ပြမှာဖြစ်ပါတယ်ဒီဟင်းလေးကဈေးဘိုးလက်တက်တာပြီးတော့ထမင်းစားလဲမင်စေတဲ့ဟင်းလေးတစ်ခွက်ပါရှင်ကဲစပြီးတော့ကြော်မယ်နော်စီယိုးလေးတင်မယ်စီဆူလာပြီးဆိုတာနဲ့စက်သွန်ဖြူလေးထောင်းထားတာလေးထည့်ပြီးတော့စီသက်ပေးမှာဖြစ်ပါတယ်စီသက်တဲ့ထဲကိုစနွေးမုတ်လေးနည်းငယ်ထည့်ပြီးတော့စီသက်ပေးပါမယ်ရှင်ပြီးတာနဲ့ပစွန်ကြောက်ထောင်းထားတာလေးထည့်ပြီးတော့ကြော်ပေးမယ်နော်ပစွန်ကြောက်လေးတွေအနံ့မွှေးလာပြီးဆိုရင်တော့ငုတ်သီးစိမ့်ထောင်းထားတာလေးထည့်ပေးပါမယ်ငုတ်သီးစိမ့်ငပိကျော်ဖြစ်တဲ့အတွက်ကြောင့်ငုတ်သီးစိမ့်ကိုတော့ဒီမှာခက်များများလေးသုံးပေးထားပါတယ်ရှင်ကဲခုလိုနေထားလေးရောက်ပြီဆိုရင်တော့သူ့ကိုပြင်ငပိရေဖြော်ထားတာလေးထည့်ပေးမယ်နော်ဒီဟင်းလေးကတအားကိုလည်းစားကောင်းပါတယ်ရှင်ရတာလေးအတွက်ကတော့ဒီမှာငါးငပြာရည်လေးထည့်တယ်တက်သားမုတ်လေးထည့်တယ်စားလေးအနည်းငယ်ထည့်ပါတယ်နော်သူ့ကိုစီပြန်ပြီးတော့အနံ့မွှေးလာတဲ့အနေထားလေးထိအမားတို့ကြော်ပေးမှာဖြစ်ပါတယ်ရှင်ကဲအခုလိုလေးပေါ့နော်စီပြန်လာပြီဆိုရင်တော့အနံ့လေးကလည်းတအားကိုမွှေးပြီးတော့စားလို့ကောင်းတဲ့ငပိစိမ့်ငပိကျော်လေးရပါပြီရှင်